အားလုံးပဲမင်္ဂလာပါ ဟုတ်မင်္ဂလာပါဗျာမင်္ဂလာပါ โอเคเนาะမနေ့ကတော့ YG က MyTC ကို 3-2 နဲ့အနိုင်ရပါတယ်ဒီနေ့မှာရောYG ကနေပြီးတော့ MyTC ကို Blue Result ယူနဲ့ရှင်းပြမယ်လို့ခန့်မှန်းထားလိုက်ဗျ မှန်ထားတယ်ဆိုတော့သူတို့တင်းလည်းတကယ်ကောင်းတဲ့တင်းဗျာအဲအကြောင်းကျွန်တော်ထင်တာဖုန်းဝဲမဝင်42လောက်ဖြစ်မယ်တင်တယ်ဟုတ်ကျွန်တော်လည်းလုပ်ပဲထင်ပါတယ်ဟုတ်ပါပြီအကဲမှာပေါ့နော်ဒီ MS ရဲ့ Champion Suite ကိုရပါပြီ MSC သွားပြန်ရတော့မယ်အဲ့ဒါဆိုလို့ရှိရင် MSC မှာ International အသင်းတွေကဘယ်အသင်းနဲ့အရင်ဆုံးရှင်းပြရင်းလဲဗျအစာကြီးဗျဒီကောင်နဲ့နည်းနည်းအဲ့လိုမျိုးပြင်မယ်ကျွန်တော်လည်းနည်းနည်းညှိတာဆိုဒီကောင်နဲ့ကျွန်တော်ကကြတော့ on in Philippines သူတို့နဲ့ကဒီစကွင်းမှာကျွန်တော်တို့တီးတာတော့တွေ့တိုင်းတီးနေတော့ဒီကောင်တွေပြန်တီးခြင်းဟုတ်ကဲ့ပါပြီးတော့ပေါ့နော်အခုမကြခင်မှာ Grand Final ပွဲရေးလဲဆော့ကစားတော့မယ်အဲ့ Grand Final ပွဲမှာရောဘလို့ပရိသတ်တွေကိုချပြဖို့ပြင်ဆင်ထားတာရှိလဲထူးထူးခြားခြားတွေများရှိသေးလားဗျအဲ့လိုမျိုးတော့ရှိပါတယ်ဒါပေမဲ့ပွဲတစ်ယောက်မှတော့ကြည့်ရမှာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ MS မတိုင်ခင်မှာတော့ကျွန်တော်အများကြီးတော့ trainer ပါတယ်ဒီ trainer တွေအကုန်လုံးတော့ပရိသတ်တွေကိုချပြပါဟုတ်ကဲ့ပါဒီကနေပြီးတော့ပေါ့နော်ဒီပွဲမတိုင်ခင်မှာပရိသတ်တွေကိုပြောချင်တာများရှိသေးလားဗျကျွန်တော်တို့အားပေးနေတဲ့ပြည်သက်ကြောက်ရင်းစရာကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဒီကနေပြောချင်ပါဟုတ်ကျွန်တော်တို့အခုဒီ Grand Final မှာဒီမနေ့ကအမှားမျိုးတွေထပ်မလုပ်ဘဲနဲ့အကောင်းဆုံးရိုက်သွားမယ်လို့ပြည်သက်တွေကိုခရီးပေးပါတယ်ဟုတ်ကဲ့ပါဖြေချပေးရဲ့လီနာရောရင်းရောအများကြီးကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကျေးဇူးပါ